ဖူးရဲ့ဘဝအသက်တာပေါ့နော်ဒီ29နှစ်လုံးမှာဖူးဒီလို stage ပေါ်မှာတချင်းဆိုပြီးတော့မှဖျားခင်ကောင်းမြတ်ခြင်းအကြောင်းလေးဝင်ကနေရမလို့ဖူးတစ်ခါမှအိမ်မမက်ခဲ့ဖူးပါဘူးဖူးအသက်16နှစ်လောက်မှာ10 တန်းပြီးပြီးတော့ကလေးတွေကိုစားတင်တယ်တောင်ကြီးမြို့မှာပေါ့နော်တောင်ကြီးမြို့မှာကလေးတွေစားတင်တယ်ပြီးတော့မှဒီစားတင်တဲ့ဆရာမတယောက်အနေနဲ့ပဲဒီနေရာမှာရက်ပြီးတော့မှပြီးသွားတော့မယ်ပေါ့အဲ့လိုပဲထင်ထားတာအဲ့တော့တရက်မှာဖူးရဲ့အဖိုးပေါ့နော်အဖိုးကနေပြီးတော့မှတောင်ကြီးကိုလာလဲတယ်လာလဲတဲ့ခါကျတော့အရင်တော့ဖူးတို့ကရင်နတ်စားတွေဆိုတဲ့ခါကျတော့လေအဖိုးကနည်းနည်းအဲ့လိုမျိုးပေါ့နော်မျက်နှာကြည့်တာနဲ့နည်းနည်းသူပြောချင်တယ်ပြောတာနဲ့ကိုယ်ကြည့်ပြီးတော့ဘာပြောရလဲဆိုတော့ငါမြေးတဲ့နင်ကနဖူးရမ်းပြောင်းလေတဲ့ဒီနဖူးကြောင့်မလို့နေအရမ်းအောင်မြင်အောင်မဲတဲ့ဖူးအဲ့လိုပြောတယ်နဖူးပြောင်းနေအောင်မြင်အောင်မဲလို့ပြောတော့ကိုကစားတဲ့နေရာဆိုတော့အဖိုးပြောဟာအဖိုးကလည်းပေါ့ဘာလို့အောင်မြင်မှာလဲပေါ့အဲ့တော့ကမမက်ရ2016လောက်မှာအဖိုးကလာတော့အဲ့လိုပြောရောအဲ့ဒါနဖူးပြောင်းနေအောင်မြင်မယ်ဆိုတော့မဟုတ်သေးပါဘူးဒီနဖူးကအဖေလဲပါတာပဲလေအဖေနဲ့တူလို့နဖူးပြောင်းတာပဲပေါ့နော်အဲ့ပြောအဲ့နဲ့အဲ့လိုပဲမိမိပြောင်းနေလိုက်ရောနေပြီးတော့အဖိုးကအောင်မြင်မယ်လို့ပြောတော့တိတ်လဲခေါင်းထဲမှာလဲတိတ်မရှိဘူးအဲ့နဲ့2019ကျတော့တငယ်ချင်းနဲ့အကိုတွေကမြန်မာအိုက်ဒယ်တော့ပြိုင်တယ်အဲ့ချိန်ထိပြိုင်ဖို့အစီအစဉ်လုံးဝမရှိသေးဘူးform တွေသူတို့ဖြည့်ကြတယ်စိတ်ဝင်စားသေးဘူးတော့ပြိုင်မဲ့နေကြတော့ငါလည်းလိုက်ကူမယ်ပေါ့လိုက်ကူမယ်ဆိုပြီးလိုက်ကူရင်းနဲ့သူတို့က form ယူပြီးတော့ကိုယ်နာမည်နဲ့ဖြည့်ပြီးတော့မှပြိုင်ဖို့ဖြစ်သွားတာပေါ့နော်ဖြစ်သွားတဲ့ခါကျတော့သူတို့အကိုနဲ့တငယ်ချင်းတွေက judge audition မှာပဲပြုတ်သွားဖူးကကြတော့တက်တက်လာပြီးတော့မှfinal ထိရောက်သွားတယ်ပေါ့နော်ရောက်သွားတဲ့ခါမှာလည်းအဲ့လိုပဲဖះပြင်ဆင်ပြီးလို့ရှိရင်တော့သူပို့တဲ့နေရာထိရောက်မှာပေါ့လို့ပြိုင်ပွဲတော့ကလည်းအဲ့လိုပဲစိတ်ထဲမှာအမြဲတမ်းရှိခဲ့တယ်ပြီးတော့စပြိုင်တဲ့အချိန်တော့ကလည်းလုံးဝဖះစုတချင်းတစ်ပုတ်ပဲရတာလုံးဝဘာတချင်းမှမသိဘူးကလေးနဲ့အခန်းထဲမှာတင်တဲ့ ABCD တချင်းလောက်ပဲကိုကသိတာလေပျော်နေတာကလေးနဲ့ classroom ထဲမှာစတင်ပျော်တယ်ပြီးအမှjingle bell တို့ဘာလို့ကလေးနဲ့စိုးရမယ့်တချင်းတွေပဲကိုကသိတာအဲ့လိုမျိုးပျော်ရွှင်ဘာအချစ်တချင်းတွေဘာမှလာမပြောနဲ့ဘာမှမသိဘူးအဲ့နဲ့ပြိုင်ဆိုတော့လေ okay ပါဇက်ထဲမှာရှိတဲ့တချင်းလေးတစ်ပုတ်တော့ငါဆိုလိုက်မယ်ပေါ့ပတ်တိုင်းမှာလေကျေးဇူးတော်ကြောင့်မလို့ကိုရတဲ့တချင်းတစ်ပုတ်မှမရအောင် voting number 9ဖြစ်တော့မဲနိုင်တဲ့အချိန်မှာအမြဲတမ်းနောက်ဆုံးနိုင်ရတယ်မဲနိုင်တော့လည်းပဲတချင်းကသူများကြီးကြံတဲ့နောက်ဆုံးတချင်းမှကိုရတယ်အဲ့တော့ဘယ်တချင်းလာကိုအတွက်ကတော့အစ်စ်ပဲကြက်ရမှာပဲဆိုတော့ကျေးဇူးတော်ချီးမွမ်းတာပေါ့နော်ဖခင်ဒါတော့ဖះပို့တဲ့နေရာအထီတော့သမီးသွားမယ်ဒါပေမဲ့လူအနေနဲ့ဆိုလို့ရှိရင်တော့အဲ့ဒီတော့ social media attack တွေရောလူတွေကလည်းဆဲကြဆိုကြဆိုတော့ကိုကမပြိုင်ကြတော့အဲ့တော့အလိုနဲ့ပတ်တိုင်းဘလို့လို့ကိုကတချင်းသူများကြံတာပဲရတာနောက်ဆုံးမှဆိုတော့တချင်းတွေဆိုရင်နဲ့နောက်ဆုံး final ထိရောက်သွားတာပေါ့နော်ပြီးသွားတော့လေကိုထင်တာမြန်မာ idol ပြီးသွားလို့ရှိရင်ငါဘွားကြီးပြီးသွားပြီငါတချင်းပြိုင်ကြမလို့တော့ငါကလေးတွေစာပြန်တင်တော့မယ်လို့ခေါင်းထဲမှာတွေးထားတာဒါပေမဲ့ဖူဒီနေ့အထိအချစ်တချင်းတွေမဆိုရတော့ရင်တော့မှပဲဖူဖျားတချင်းဆိုပြီးတော့ဖူအရန်ဝမ်းမြောက်နေတယ်ပြီးတော့မှဖျားကောင်းမြတ်ခြင်းအကြောင်းကိုဒီအထိရောက်အောင်လာပြီးတော့မှဖူတက်တိခံဝင်ခွင့်ရတဲ့အတွက်အရန်ပဲဖျားသခင်ကျေးဇူးတော်ချီးမွမ်းတယ်ဒီ America ကိုလာဖို့ဖူအချိန်စူးစမ်းခဲ့ပါတယ်ဒါပေမဲ့2019ကတည်းကအချိန်ပြတ်တယ်ကိုဗစ်မတိုင်ခင်တော့ဆိုလို့ရှိရင်လည်းဖူစူးစမ်းတယ်မတ်လလောက်မှာလာမယ်ဆိုပြီးတော့မှကိုဗစ်ကြီးဖြစ်သွားတယ်မလာလိုက်ရအောင်ဆိုတော့ဖျားသခင်ပြင်ဆင်ပေးတဲ့အချိန်ပြင်ဆင်ပေးတဲ့နေရာဖျားထားပေးတဲ့နေရာကအကောင်းဆုံးဖြစ်တယ်ဆိုတဲ့အရာကိုဖူကပြောချင်တယ်ပြီးတော့ God timing ဆိုတာဘယ်တော့မှနောက်မကြောက်လူကသာကြိုပြီးတော့မှဖြစ်ချင်နေတာဖျားသခင်ဖူးဆိုအရန် complain တက်တယ်ဒါဖြစ်ချင်တယ်ဟိုကဖြစ်ချင်တယ်ဒါကတော့မဖြစ်သေးဘူးတအားလုပ်တတ်တယ်ဆိုတော့ဒါပေမဲ့ဖျားသခင်ကသူပေးတဲ့အချိန်အချိန်အတိအကျမှာပဲကိုယ်စောပြီးတော့လည်းမရောက်လာအောင်နောက်ကျပြီးတော့မှလည်းမပေးဘူးအတိအကျမှာပဲအမြဲတမ်းထားပေးရဖျားဖြစ်တယ်ပြီးတော့ကိုကသာအခုချိန်မှာဆိုရင်ဆရာမမလုပ်ရတော့လို့တခါလေအဲ့လိုမျိုးဖြစ်တာမျိုးရှိတယ်ဒါပေမဲ့
အကောင်းဆုံးနေရာကိုဘုရားသခင်ထားပေးတယ်ဒီမှာရှိတဲ့ညီကောင်မောင်မတွေအသက်တာမှာလည်းဘုရားသခင်ထားပေးတဲ့နေရာဘုရားအသုံးပြုတဲ့နေရာမှာဘုရားကောင်းကြီးအများကြီးပေးထားတယ်ဆိုတဲ့အရာကိုဘုရားပြောခြင်းတယ်စိတ်ပြက်နေတဲ့ကိုကဒီနေရာကိုမကြိုက်ဘူးဆိုရင်တော့မှပဲဘုရားထားပေးတဲ့နေရာဖြစ်တဲ့အတွက်ကောင်းကြီးအများကြီးရှိတဲ့နေရာဖြစ်တယ်အဲ့တော့နေရာဆိုတဲ့ချင်းလေးနဲ့ဘုရားရှင်ကုံတော်ချီးမွမ်းခြင်းတယ်ကိုရိုရဲ့နီနာလေးပဲနေချင်တယ်ကိုရိုရဲ့မျက်မှောက်တော်တဲ့ကျွန်တော်ရှိနေချင်တယ်အရာခသိတွန်းပြေဆုံးတဲ့နေရာမျက်မှောက်တော်သာအဆုံးလင်းဆုံးပါကိုတော်ရဲ့